အားလုံးပဲမင်္ဂလာပါခုတစ်ခါမိတ်ဆက်ပေးချင်တာတော့ဒါချီကျိုးရိုးလေးပေါ့နော်ဒါချီကျိုးလေးပြောင်လေးပေါ်မှာကျွန်တော်တို့ဒီမှာချီတီးလေးနှလုံးလေးနဲ့ရဒီမှာကိုလန်လေးပေါ့နော်ဒီအတွန်းလေးနဲ့ဒီမှာလေးအတွန်းလေးနဲ့ပေါ့နော်ဒီလက်ကလေးအတွန်းလေးနဲ့ပြီးရင်ဒီကအစစ်လေးနဲ့ပြီးရင်ဒီမှာအိတ်တလုံးပါသေးတယ်ပေါ့နော်ဒီအစင်လေးကိုကျွန်တော်ဘောင်းပီကတော့အခြေပေါ့နော်စိတ်ကတော့ဒါလေးစီလေးစိတ်ပါဒါကတော့ရှုပ်ပြီးသားတွေဒီဇိုင်းလေးပေါ့နော်ကာလာကတော့ဒီနေအောင်ပါလေးဆိုလို့ရှိရင်9ရောင်ပါတဲ့ကာလာလမ်းဒီမှာ1ရောင်2ရောင်3ရောင်4ရောင်5ရောင်ဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်ကတော့အရန်ကုန်မျိုးတွင်းဆိုလို့ရှိရင်အရန်ကုန်ရှင်နေပို့ပါတယ်အဓိကဟောပေါ့နော်ငါးထေမှာတဲ့လူဆိုလို့ရှိရင်ကကျွန်တော်ကရန်ကုန်မျိုးတွင်းဆိုလို့ရှိရင် deliver free နဲ့လိုက်ပို့ပေးပါမယ်တစ်လအတွင်းငါးထေဖြစ်ရမယ်ပေါ့နော်အနည်းဆုံး3နေရာနဲ့စပြီးမှာယူနေပါတယ်တစ်ထေမှကျွန်တော်ကအော်ဒါတွေလာပါစေအော်ဒါတွေလာပါစေတနိုင်ငံလုံးကအော်ဒါတွေစက္ကန့်နဲ့အမျှတက်ပါစေတပါလုံးကနေလဲစက္ကန့်နဲ့အမျှအော်ဒါတွေအချိန်တိုင်းတက်ပါစေ customer တွေလဲနယ်ကနေရောမြို့ကနေရောအများအားလုံးပဲမင်္ဂလာပါဒီတစ်ခါမိတ်ဆက်ပေးချင်တာတော့ကျွန်တော်ကဒါကောင်မလေးတွေယောက်ျားလေးဆန်ဆန်ဝမ်းနေတဲ့သူတွေအတွက်ကိုလန်လေးနဲ့ပေါ့နော်ယောက်ျားဆန်ဆန်လေးလိုက်ကတော့ဒါရှိုးလက်လေးဖြစ်ပါတယ်အစင်ကတော့အရန်လာတယ်နော်ဒီအစင်လေးကတကယ်မိုက်တယ်ကွာအဲ့အစင်ကကျွန်တော်ဒီကဘောင်းမီရှည်လေးနဲ့ပေါ့နော်ဒီလက်ကတော့ဒီတစ်ဆန်ပေါ့ကာလာလန်ကဒါ9ရောင်6ရောင်ဒီက6ရောင်ကာလာလန်ကတော့ဒါ6ရောင်ဖြစ်ပါတယ်ဒီမှာကပြထားတဲ့ဒီရောင်ရယ်ဒီရောင်ရင်းနဲ့ဒီမှာအပြာပေါ့နော်အပြာစင်လေးရယ်ဒီမှာပြီးရင်နောက်အရောင်ရယ်ဒါမိမှုမတရားသေးတာလက်ရှိတယ်ပေါ့နော်ဒီမှာဒီဘက်အားလုံးပဲမင်္ဂလာပါခုတစ်ခါမိတ်ဆက်ကြုံပေးရှင်တာကတော့ဘောင်းဘီအတူအင်ဂျီတို့မှကြိတ်တဲ့သူတွေတဲ့ပေါ့နော်ကျွန်တော်ဒါမိတ်ဆက်ပေးတာဒါ BKK great spam ပေါ့နော်။တော့အသားကောင်းပါလေ။အစင်လေးရတဲ့ဒီမှာအဖက်လေးနဲ့ဒီမင်္ဂလိဆန်ဆန်လည်းပေါ့အရန်လာတယ်ဒီဖက်လေးနဲ့အစင်ကတအားလာတော့ငှက်ရုပ်လေးနဲ့ဒီကအယောင်တောင်းနေရလဲလေးရတော့ကျွန်တော်ဒီအတွန်းလေးနဲ့ပေါ့နော်ဒီအစင်လေးမှာကျွန်တော်နောက်ကနေကျွန်တော်ဒီမှာခါချီကျိုးလေးပါတယ်ပေါ့နော်ချီထားလို့ရတော့ပါတယ်စိတ်ကတော့ဒီကောင်တော့40နဲ့စိတ်ပါဘောင်းဘီကတော့အတူပေါ့နော်သူကတော့အစင်ကကျွန်တော်ကာလာ9ရောင်ပါပေါ့နော်ဒီမှာခုနပြထားတဲ့အယောင်ရဒီမှာတစ်ယောင်ရဒီမှာရ9ရောင်ကာလာ9လမ်းပေါ့နော်တရားမရေးလို့ပါရန်ကုန်မြို့တွင်ဆိုရင်ကျွန်တော်တို့ဒီရန်ကုန်ရှိရမယ်ပြီးရင်9ထင်းနဲ့အထက်မှာလို့ရှိရင်ရန်ကုန်မြို့တွင်ဆိုလို့ရှိရင် delivery နဲ့ပို့ပေးပါမယ်ကျေးဇူးတင်ပါတယ်